The Sport Corner စောင့်ကြည့်အားပေးနေတဲ့ညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ The Sport Corner အဖွဲ့သားတွေတဲကနိုင်လင်းအောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တပတ်တပွဲမှန်မှန်ဆွဲလာခဲ့တာအခုဆိုရင်တော့ပွဲစဉ်2ရောက်လာပါပြီရှေ့ကပွဲစဉ်1မှာတော့ဒါ9ယောက်ရွေးရမှာ3ယောက်လွဲခဲ့တယ်3ယောက်လွဲတဲ့ထဲမှာကျွန်တော်လည်းပါဝင်ဖြစ်ခဲ့ရပါတော့ကြီးရဲ့ border ဆိုရင်သိမှာပါပြီးခဲ့တဲ့ဘက်ကကျွန်တော် United ကိုရွေးခဲ့တယ်ဒါပေမဲ့ RCD ရဲ့ surprise တိုက်တုံ့ပြန်မှုအောက်မှာ United အသင်းလည်းရာသီအစမှာပဲဥကြိုခဲ့ရတယ်ဆိုတော့အခုပွဲစဉ်2ရောက်ပြီကျွန်တော်ပထမတော့ United ကိုထပ်ပြီးတော့မျက်စိကျကျင်နေသေးတာ Israel နဲ့ဒါပေမဲ့ဒီတော့မှာတော့ဒါ United ကိုနည်းနည်းရှောင်ပြီးတော့တခြားအသင်းတွေကိုကျွန်တော်အကဲခတ်ကြည့်တဲ့အချိန်မှာတော့ဒါကျွန်တော်လည်းအားပေးနေတဲ့ Arsenal ကိုသွားပြီးတော့သဘောကျမိတယ်ပေါ့နော်အဲနောက်ဆုံးတော့ပွဲလဲဖြစ်တယ်နောက်ဆုံးပဲအိမ်နယ်လည်းပဲပွဲစဉ်ဖြစ်ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲစဉ်1မှာတော့က Chelsea က Fulham နဲ့ကစားပြီးတော့မှအပြန်အလှန်သွင်းကိုရင်းနဲ့ပွဲကောင်းတစ်ပွဲဖြစ်တယ်လို့မျိုးဒီတစ်ပတ်မှာလည်းဒါ Villa နဲ့ Arsenal ရဲ့ပွဲကပွဲစဉ်2ရဲ့နောက်ဆုံးသောပွဲဖြစ်ဆွဲတင်ရင်းစရာပွဲစဉ်တစ်ပွဲကိုဖျက်ဆီးမယ်ပြီးတော့ဒီနှစ်မှာတွေးဆုံမှုကဒါပြီးခဲ့နှစ်အပိုင်းခြားတွေမှာ Arsenal Villa တွေးဆုံမှုထက် Arsenal ကပို့ပြီးတော့တာနေတဲ့အချက်တွေအများကြီးရှိနေရပေါ့နော်ဒါကြောင့်လည်း Arsenal ကိုကျွန်တော်ဒီနှစ်မှာတော့ပို့ပြီးတော့ယုံကြည်ခြင်းနဲ့အနေထားမှာရှိတာဖြစ်ပါတယ်ဒါပုံမှန်အဖြစ်ဆိုလို့ရှိရင်ကျွန်တော် Arsenal အားပေးလာတာနှစ်တွေအများကြီးကြာခဲ့ပြီဒါပေမဲ့ဒီနှစ်လောက် Arsenal ကိုယုံကြည်ရလောက်တဲ့အထိမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီနှစ်မှာတော့ကျွန်တော်တို့ကိုယ်တိုင်က Arsenal ကိုတော်တော်လေးအကြိုက်တွေ့နေမိပါတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးကတော့ဒါ Villa ဘက်ကိုပဲရင်ချင်းကက်ကြည့်တာပေါ့နော်ကျွန်တော်တို့အဖွင့်ပွဲမှာတော့ Villa ကတော်တော်လေးရောက်ခဲ့တယ်ဒါ Brighton ကို 4-0 နဲ့အဝေးကွင်းမှာပြက်ပြက်တသားအရေးနှိမ့်နေအသင်းရဲ့ဒါခေါ်ယူထားတဲ့ကစားသမားရှောက်ဂိုးမတ်ဆိုလဲအနီးကပ်ပြပြီးတော့ထုတ်ပယ်ခံရတယ်အုံးကိုတွေပေးရတယ်တော်တော်လေးကိုရုပ်ပေါက်ခဲ့ပြီးတော့ဒါ Unai Emery လက်ထက်မှာ Villa ရဲ့အဆိုးရွားဆုံးသောယာတီစတင်မှုတစ်ခုလိုတော့မှဆိုလို့ရတယ်အဲ့ဒီပွဲကနေအစပြုပြီးတော့ Villa ဘယ်လောက်ထိချွတ်ချော်သွားမလဲဆိုတဲ့အရာတွေကိုပဲကျွန်တော်တို့ပို့ပြီးတော့ကြည့်နေရတယ်ပေါ့နော်ပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြီးခဲ့နှစ်အပိုင်းခြားတွေမှာ Villa အမြဲလိုလိုဒါဥရောပဝင်တနေရာဆောင်စုပ်ကင်ထားတဲ့အသင်းပြီးတော့ယူဘာလီဖလောက်လည်း Unai Emery နဲ့ယူထားတဲ့အသင်းဒီလိုမျိုးကောင်းခြင်းတွေပဲပြည့်နေတာအခုဆိုလို့ရှိရင်တော့ Villa ကယာတီအစားတစ်ခုမှာအသင်းရဲ့ဒီကစားသမားဆုံးရှုံးအောင်မှုပြီးတော့ဒဏ်ရာပြဿနာတွေပွဲပဲပြစ်ဒဏ်တွေဒီလိုအခြေအနေနဲ့ရုန်းကန်ပြီးတော့ဒီပွဲမှာ Villa နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဓိကထားပြီးတော့အလေးပေးပြီးစောင့်ကြည့်ရမယ့်အချက်ဆိုလို့Arsenal နဲ့တွေ့ထားတဲ့သူတို့တန်းတက်လာပြီးတဲ့နောက်2019နောက်ပိုင်း9ကြိမ်မှာအင်ကွင်းမှာ4ကြိမ်လောက် Arsenal ကိုပြန်နိုင်ထားတာရှိတယ်ပြီးလို့ရှိရင်အနီးကပ်ဆုံး3နှစ်ဆက်တိုက်လက်ရှိချန်ပီယံဆိုတဲ့အသင်းတွေကိုသူတို့အင်ကွင်း Villa ဘက်မှာနိုင်ထားတာမျိုးရှိတယ်ပြီးတော့ Unai Emery ရဲ့လက်ထက်မှာUnai Emery ဆိုတဲ့ဒီနီးပြတယောက်ရဲ့လက်အောက်မှာ Villa အချိန်ကြီးတော့ပြန်လာနိုင်တယ်ဆိုတဲ့အသည့်မျိုးဒါလေးပဲရှိတယ်ခြားတစ်ဘက်မှာကြည့်မယ်ဆိုလို့ရှိရင်တော့ Arsenal က Villa ထက်အများကြီးအားသာနေအောင်တွေ့ရတယ်လက်ရှိချန်ပီယံဆိုတဲ့ဂုဏ်ဘုတ်အောက်မှာဒီနေ့ရာသီကိုလည်းဒါပို့ပြီးတော့တဆင့်မြင့်တဲ့ပုံစံမျိုးသွားနေတဲ့အနေအထားမှာအခြားသောပြိုင်ဘက်အသင်းတွေထက်အတိငိမ်ဆုံးအသင်းက Arsenal ဖြစ်နေတာတကြောင်ပြီးတော့အနီးကပ်ဆုံးပွဲတွေမှာလည်း3-3ဆိုတဲ့ community ရှိပါဝင်တာအဖွင့်ပွဲ community နဲ့ပွဲမှာဆိုလဲ3-စီသွင်းတယ်ခန်းစစ်က clean sheet တိုက်စစ်က3ပြက်တကယ်ကို perfect ရလဒ်တွေပဲထွက်ထားတယ်ဆိုတော့လက်ရှိ form ရကစားသမားစုဖွဲ့မှုရရာသီစပြုတ်လိုက်တာနဲ့ပိုကောင်းနေတာ Arsenal ဆိုတာတော့လုံးဝမလွဲအေးခံပါပဲဆိုတော့အနီးကပ်ဆုံးနှစ်ပိုင်းခြားတွေမှာ Arsenal ကိုကောင်းကောင်းဒုက္ခပေးခဲ့တဲ့အသင်းတွေမှာပါခဲ့တဲ့ Aston Villa အသင်းကိုဒီနှစ်မှာပြန်လဲဦးချိုးဖို့အတွက် Arsenal ဖြစ်မနေကြိုးစားလာမှာတော့အမှန်ပဲဆိုတော့လက်ရှိချန်ပီယံတွေကိုပြီးခဲ့တဲ့နှစ်ပိုင်းခြားတွေမှာပုံစံကောင်းပြထားတဲ့ Villa ဒါပေမဲ့ဒီနှစ်မှာတော့လက်ရှိချန်ပီယံ Arsenal ကိုနိုင်ဖို့အတွက်မလွယ်ပါဘူးနိုင်ဖို့မလွယ်တဲ့အခြေအနေဖြစ်အောင်မက Arsenal ဘယ်လောက်ပြတ်သားတဲ့ပုံစံနဲ့နိုင်သွားမလဲဆိုတော့ပဲကျွန်တော်တစ်ချက်ကြည့်ရမယ်ပေါ့နော်ဆိုတော့ Arsenal တကိုးသွင်းလို့ရှိရင်တော့ဒါညကြီးဖြစ်သွားမယ် draw လောက်ဖြစ်သွားမယ်အနေအထားရှိရပေါ့နော်ဆိုတော့ Arsenal 2 ဂိုးပြတ်မှာ Arsenal ဘက်မှာရက်တီသူတွေဒါပြေဝပျော်ရွှင်ရမယ်ပေါ့ဆိုတော့ကျွန်တော်ကတော့ Arsenal အနည်းဆုံးနိုင်မှာဖြစ်တဲ့အတွက်တကူလောက်ကတော့ AC သွင်းတယ်ဆိုတော့နောက်ထပ်2ဂိုး3ဂိုးတကူရပြီးသွားရင်2ဂိုး3ဂိုးဆိုတာ Arsenal ကဒီနှစ်အပိုင်းခြားတွေမှာပို့ပြီးတော့ရနိုင်ကြီးများသွားပြီပေါ့နော်ကျွန်တော်တို့ပြီးခဲ့နှစ်ပိုင်းခြားတွေမှာဆိုလို့ရှိရင်ဟိုတကူလောက်သွင်းပြီးထိန်းတက်တာမျိုးတွေ Arsenal မှာတွေ့ခဲ့ရတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ Arsenal ကတကူရပြီးရင်တိတ်ပြီးတော့မချတော့ဘူးပြိုင်ဘက်ဟာကွက်တွေကိုထောက်ကစားတယ်ဘောလုံး possession ပြန်ကိုင်းတယ် high pressing လုပ်ပြီးတော့ပြိုင်ဘက်ရဲ့ဘေးရက်တွေကိုဖျက်တောက်တာမျိုးတွေရှိတယ်ဆိုတော့ဒီပွဲကသင်းကိုတွေနှစ်သင်းပေါင်းသင်းကိုတွေတွေ့ကောင်းတွေ့ရနိုင်တဲ့ပွဲနိုင်မယ်ဆိုလို့ရှိရင်တော့ Arsenal ကကျွန်တော်9 bet ရလာတစ်ခုနဲ့နိုင်မယ်လို့တော့ခံမှန်းချင်ပါတယ်Arsenal ကိုကျွန်တော်ခုနပြောသလိုပဲတောက်လျှောက်ကြီးခဲ့တဲ့ရှောင်း20ကျော်လောက် Arsenal ကိုအားပေးလိုက်တဲ့အထဲမှာဒီနှစ်ကတော့အားရဆုံးဖြစ်တယ်ဆိုတော့ Arsenal fan တယောက်အနေနဲ့လည်း Arsenal ကိုဒီပွဲမှာယုံကြည်ကြည်နဲ့ရပ်တည်ချင်ပါတယ်ဘော်ရာကိုလည်းအကြိုက်တူရင်လိုက်ခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ် Arsenal အနည်းဆုံး2 ဂိုးပြတ်လောက်မယ်လို့တော့ကျွန်တော်ကခံမှန်းချင်ပါတယ်